လူဆိုတော့လူရဝန်ကျင်တာကိုအပြစ်လို့မဆိုသာပါဘူးလူရဝန်ကျင်ရမှာပါပဲလူရဝန်နေဆိုတာမကောင်းတဲ့ကိစ္စလို့လဲမပြောနိုင်ပါဘူးလူဖြစ်ပြီးလူရမဝန်တာကသာမကောင်းဘူးလို့ပြောချင်ရင်ပြောနိုင်မယ်ဒါဆိုလူရဝန်နေဆိုတာကဘယ်လိုဟာလဲလူတွေကြားတဲ့အတင်းတိုးဝန်နိုင်တာကိုလူရဝန်နေလို့ဆိုနိုင်မလားလူတွေကြားတဲ့အတင်းတိုးဝန်နိုင်လို့လူတွေကြားတဲ့ဝန်သွားနိုင်တာလူတွေကြားတဲ့ရောက်နေတာတွေကတော့လူရဝန်နေလို့မဆိုနိုင်ပါဘူးဟိုလူတွေကြားတဲ့လေအတင်းတိုးဝင်ဒီလူတွေကြားတဲ့လေအတင်းတိုးဝင်ကိုယ်တိုင်ကတော့လူတွေအတွက်ဘာကောင်းရိုးမှမလုတ်တတ်မကင်တတ်မလုတ်ချင်မကင်ချင်းလူတွေအတွက်ဘာကောင်းကျိုးပြုမှုမှမလုံနိုင်တဲ့လူရဝန်နာမျိုးကတော့ကောင်းတဲ့လူရဝန်နာမျိုးမဟုတ်ပါဘူးဝါတလုံးကောင်းမကိုင်းနှီးတမြင်မတုတ်တတ်ဖ ೇನೆ ဟိုမတ်တက်ဒီမတ်တက်နဲ့စားဝိုင်းကြမှာရှေ့ကထိုင်းဆိုရင်လူရဝန်နာမဟုတ်ဖ ೇನೆ လူတကာချင်တာဖြစ်သွားလိမ့်မယ်တကယ်ကတော့လူရဝန်နေဆိုတာကကိုကအတင်းတိုးဝန်နေလို့လူတွေထဲဝန်နေတာထက်လူတွေကကိုကိုအတင်းဆွဲသွန်းနေလို့လူတွေထဲဝန်နေရတဲ့လူရဝန်မှုမျိုးကသာတန်ဖိုးရှိတယ်လို့ဆိုရမယ်လူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်စွမ်းနိုင်သူဖြစ်လို့ตาရေးနာရေးရက်ရေးရွာရေးတွေမှာလှုပ်တက်ကြင်တက်ပြောတတ်ဆိုတတ်ဦးစီးဦးဆောင်စီမံတတ်လို့လူတွေကကိုလိုအပ်နေလို့လူတွေအကျိုးဆောင်ရွက်ပြီးတော့ဝန်ရောက်နေရယူနိုင်တဲ့လူရဝန်ချင်းမျိုးကသာကောင်းတဲ့လူရဝန်ချင်းလို့ဆိုရမယ်ဒါကြောင့်ကောင်းတဲ့လူရဝန်မှုဖြစ်အောင်ဆိုရင်လူအရေးအရာတွေကိုဝန်ရောက်ကူညီနိုင်သူလူအရေးအရာတွေကိုဝန်ရောက်ဆောင်ရွက်နိုင်သူဖြစ်အောင်လုပ်ပါလူတွေကိုမိမိရဲ့ကာယအားနဲ့ဖြစ်စေညာနာအားနဲ့ဖြစ်စေမိမိရဲ့ဒနာအားနဲ့ဖြစ်စေကူညီနိုင်ပြီးတော့လူရဝန်တဲ့သူဖြစ်အောင်ကြိုးစားပါမိမိမှာကာယဆိုတဲ့လုံနိုင်စွမ်းအားလည်းမရှိညာနာဆိုတဲ့အကြံကောင်းဉာဏ်ကောင်းလည်းပေးနိုင်စွမ်းမရှိဒနာဆိုတဲ့ငွေအားပစ္စည်းအားလည်းမရှိအဲ့ဒီလိုဘာအားမှမရှိပဲလူရဝန်ချင်းယုံသက်သက်နဲ့လူတွေကြားတဲ့အတင်းတိုးဝန်နေတာဆိုရင်တော့လူရဝန်နာမဟုတ်ပဲလူတကာချင်တာပဲဖြစ်ပါလိမ့်မယ်မလှရွာလေပြဆိုတာမျိုးဖြစ်လာလိမ့်မယ်ထိုင်းနေအကောင်းသားထသွားမှကြိုးမန်းသည်ဆိုတာမျိုးဖြစ်လာလိမ့်မယ်ဒါကြောင့်လူရဝန်ကျင်နေဆိုရင်လူတွေထဲကိုကအတင်းတိုးဝန်တာမျိုးမဖြစ်ပါစေနဲ့လူတွေအတွက်ကိုကအသုံးဝန်တာမျိုးဖြစ်အောင်ကြိုးစားအားထုတ်ပါလောကနီတိဆရာကမင်းခဲ့တဲ့စကားလေးတစ်ခုရှိတယ်အဒနတ္တရတ္တံခါတာဆင်းရဲမွဲတည်ပြီးတော့စီဝါဥစ္စာတွေမပြည့်စုံမဲနဲ့အစားကောင်းအတော့ကောင်းအရသာကောင်းတွေကိုအကောင်းကြိုက်အစားကျူးမဲ့ဆိုရင်အဲ့ဒီသူဟာဩမတ္တကတမအယူနဲ့တူတဲ့အယူလိုလူပါပဲတဲ့အပလတ္တဟတရတအင်အားမရှိခွန်အားမရှိကိုယ်စွမ်းကိုယ်စားမရှိတဲ့ရှူနာရှိုက်ကုန်းဖြစ်နေပါရဲ့နဲ့အသက်အပုတ်အထိုးအကျိတ်ရံဖြစ်နေခြင်းသူဟာလဲဩမတ္တကတမအယူလိုလူလို့ပြောရမှာပဲအယူလိုလူပဲပေါ့အပညာတဝကြကထာပညာမရှိပဲဆရာကြီးလို့ပြောခြင်းသူစကားများခြင်းသူတွေဟာလဲဩမတ္တကတမအယူလိုလူပဲတဲ့ဒီတိုင်းမှာပဲကာယအားဖြစ်တဲ့ကိုယ်စွမ်းကိုယ်စားလည်းမရှိညာနာအားဖြစ်တဲ့ဉာဏ်စွမ်းဉာဏ်စာလည်းမရှိဒနာအားဖြစ်တဲ့ငွေကြေးစွမ်းအားလည်းမရှိဘဲနဲ့လူတွေထဲမှာလူရဝန်ချင်းယုံတက်တက်နဲ့လူတွေထဲအတွင်းသိုးဝင်နေသူဟာလဲဩမတ္တကတမအယူလိုလူအယူနဲ့တူသူလို့ပဲပြောချင်ပါတယ်ညီကုန်းချုပ်ပြောရရင်လူရဝန်တာကောင်းပါတယ်အဲ့လိုလူရဝန်ဖို့ကိုကဘာမှမသိဘာမှမတတ်ဘာမှမလုပ်နိုင်မကင်နိုင်ပဲလူတွေထဲကိုကအတင်းတိုးဝန်နေတာမျိုးမဖြစ်ပါစေနဲ့လူတွေအသုံးဝန်နေတဲ့သူဖြစ်အောင်ကြိုးစားပြီးတော့လူရဝန်နိုင်အောင်လုပ်ပါလို့ပြောကြရင်
ညီကုန်းချိုးလိုက်ပါတယ်အားလုံးစွမ်းအားအပြည့်နဲ့လူရဝန်သူများဖြစ်အောင်ကြိုးစားအားထုတ်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချိုးလိုက်ပါတယ်